အဲ့တော့လက်ထက်မှာပြထားတဲ့အရာလေးကဘယ်ရာဖြစ်မလဲဘယ်ဥဖြစ်မလဲเนาะဒါကစုံဥလားဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒါရာခွန်ဥလားသိရင်လည်းဒါဖြည့်ပေးလို့ရပါတယ်เนาะဟုတ်ကဲ့ပါเนาะကျွန်တော်တို့လက်ထက်မှာကင်ထားတဲ့ဥကစုံဥမဟုတ်ပါဘူးဗျာเนาะရာခွန်ဥပါအဲ့တော့ကျွန်တော်ရာခွန်ဥလေးတွေကိုเนาะဒါကျွန်တော်ပထမဦးဆုံးတေချာလေးပေါ့ဗျာပြောင်းဆေးမယ်ပေါ့เนาะဘာကြောင့်လို့ဆိုတော့ဖုံနေသေးတွေအရမ်းများတဲ့ကြောင့်မလို့ကျွန်တော်ပြောင်းဆေးမယ်ပြောင်းဆေးပြီးသွားပြီဆိုလို့ရှိရင်ကတော့ဟလာသူ့ကိုပြုတ်စားစရာမလိုပါဘူးခင်ဗျเนาะခုလိုမျိုးကျွန်တော်တို့ဒီအခွန်တင်မယ်ပေါ့เนาะအခွန်တင်ပြီးသွားပြီဆိုလို့ရှိရင်ကတော့ဒါစားလို့ရပါပြီအဲ့တော့ဒီရာခွန်ဦးလေးတွေကเนาะပြောမယ်ဆိုလို့ရှိရင်ကတော့စီးကြိုသမားတွေအတွက်တော့တော်တော်လေးကောင်းမယ်နေတော့တူတယ်ပေါ့เนาะကျွန်တော်သူ့ရဲ့ဒီအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တီးသန့်ဗီဒီယိုဖိုင်လေးတစ်ခုတင်ပေးပါမယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲစားတဲ့အရာသာလေးကတော့တော်တော်လေးကောင်းနေပေါ့เนาะအဲ့တော့သူကဘာသူ့ကို review ပေးရမယ်ဆိုလို့ရှိရင်ကတော့သူကဘာနဲ့သွားအလားတန်တူလုံးဆိုတော့ကျွန်တော်ဒီဂါချက်ဥပေါ့เนาะဂါချက်ဥလိုတောင်းမဟုတ်ဆိုလို့ရှိရင်လည်းသူကဂါချက်ဥလောက်လည်းတိတ်ပြီးတော့အချိုတိတ်မရှိဘူးနောက်ပြီးတော့ဒီပဲစင်းစားဥစားသလိုမျိုးပေါ့เนาะအဲ့တော့ဒီဟိုဟာပေါ့ကျွန်တော်အထင် review ပေးရမယ်ဆိုလို့ရှိရင်ကတော့ဒီပဲစင်းစားဥနဲ့ကျွန်တော်တို့ဟိုလာအခုဂါချက်ဥပေါ့เนาะဒီနှစ်ခုပေါင်းထားတဲ့အရာလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျเนาะအဲ့တော့တို့အမဲ့လို့လဲကျွန်တော်တို့အချိုကတားကြီးအရန်ကြီးမကဲဘူးပေါ့เนาะအဲ့တော့စားရတာအရန်ကောင်းတယ်အရေးအရန်ရွှမ်းတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟလာတို့စီးကြိုယောဂရှိတဲ့သူတွေဆိုလို့ရှိရင်ကတော့ဒါတင့်တော်မဲ့ဘယ်လိုခေါ်မလဲဥတမျိုးလို့တောင်ကျွန်တော်အနေနဲ့ဒါ review ပေးချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါเนาะ